ဘာလဲအတဲပေါ့နော်နားထောင်တဲ့လူကပြောတဲ့လူတဲ့ဟိုပုပင်မဲနေပေါ့နော်ပနပ်ပဲပေါ့နော်ဘာမလဲဆိုတော့တခြားနားထောင်ရတယ်အာယုံလွင့်သွားတယ်ခါတွေထိုင်ရတယ်အခဲကြတော့ online အခုတရတော့ပယူလဲမဲဦးခါဝေါ်ဆက်ဖို့ကကားဝါပေါ့နော်ဘာဥရတပါယူပေါ့နော်ဒီလေမြေခေါပလေရွာတာဆိုလေဘောကတော်နာရီဒူအဝဲအခုတရတော့စီဘပါရွာလူဖို့လို့မှာနော်အစားကျွန်တော်တို့ဒီနေ့အခုနဲ့သင်ခန်းစာကိုပြန်ဆက်တဲ့အခါမှာဒါယုံကြည်သူနဲ့အသင်းတော်ကတကယ်ဆိုပေါ့နော်သင်တန်းမှာလည်းကောင်းတယ်ဒါကြောင့်အသင်းတော်နဲ့ယုံကြည်သူတွေကဒီက spiritual redemption ကိုပလေမာထွန်းလို့တာလေနော်တာတောက်ကေခေါ်ကေတာလော်ဒီလောဆဲနေမိပလေတွေကမိဟိခါဒီကလော်ဒီလောဆဲနေတီတမောပါတော့တာထုတော်ကေကိုတရတော့မကြခင်ရောက်လာမဲ့ချီဆောင်ခြင်းပုံမှာတော့စိတ်ပူစရာအလောကလည်းတော်လို့ကိုပါနော်စိတ်ပူစရာတွေစိုးရင်စရာတွေပြင်မဲစရာတွေမရှိဘူးပေါ့နော်ဒါပေမဲ့ယုံကြည်သူတွေမှာဒီနှုတ်ကပတ်တော်ကိုသိနေတဲ့အသင်းအုပ်တွေအမှုတော်ဆောင်တွေရပြီးသားလူတွေကြတော့ဒီမသိမကြမကြီးမယာနဲ့ရှင်းတဲ့နေတဲ့ယုံကြည်သူခရစ်ယာန်အတွက်ကတော့အသက်ကိုပေါ့နော်စိတ်ပူမိတယ်နော်စိတ်ပူမိတယ်ဆိုပေမဲ့လည်းတမေလဲပထက်ကမှာပါနော်အထင်မှားတော့မဟုတ်ပေါ့နော်ယုံကြည်သူဖြစ်ရသားနဲ့ခရစ်တော်ရဲ့ဝိညာဉ်ကိုအကယ်၍မရခဲ့တော့ကဲလို့ကေဘောစုကင်းတာကဲလို့ကေခရစ်ဘုတော်မိတတို့နေပါခရစ်သူအသနေတာသီအပခောမိတမေတထုတော်ကေအကေကိုဖောက်ခွန်ဒီကဘာတာဒီလေနော်မပါယူလို့နော်ဒီချီဆောင်ရင်းနဲ့တမလို့အရေးအတွက်ကိုတော့ဒီနေ့ဥဆောင်တော့တိုးရင်းမဆိုပေါ့နော်ဘယ်တိုးရင်းမဆိုဒီနေ့ရထားတဲ့မိဘတွေဒီကောင်မောင်တို့အတိုင်းဝိုင်းတွေမဆိုစိတ်ပူကြတာပေါ့နော်ဒါကြောင့်မလို့ဒီသင်ခန်းစာအတွက်လည်းဒါလေးတွေကိုအလောပဲလည်းပကယ်ကြီးမလို့နေနော်ဒါလေးကိုပြန်လဲပြီးတော့ဒီနေ့ခုနပြောသလိုပေါ့နော်ပြန်လဲရပြီးသားလူတွေကြတော့လေပြန်နွေးတာပေါ့နော်တခါတိပါပကယ်ကြီးခေါ်တော့တဆောပေါ့နော်တော့ဒီနေ့ခုနပြောတော့ဒီတထုတော်တက်ပတော်ပထမတဆင်းဆိုတဲ့ဒီချီဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့တခင်များကြွကြုံမယ်ကောင်းကင်တမန်မင်းအသံပေးမယ်ဘုရားသခင်တဘုံမလိုက်တာနဲ့တင်းငင်းများမှာရှိတော့ခရစ်ယာန်အစ်စ်တွေအရင်ထမယ်ပြီးတဲ့ကမှာအသက်ရှင်နေကျွန်တော်တို့တွေတဒံပြောင်းသွားမယ်နော်တဒံပြောင်းမယ်ဆိုတော့ဒီခန္ဓာကိုယ်မဟုတ်တော့ဘူး new body holy body နော်မကရာနော်ကိုသောပေါ့နော်နော်ကိုသောနေကစားကထုထော်ကေစုမကမိုးခဘောမှုပေါ့နော်ဘယ်တဲဖို့နေနော်ကောင်းကင်နိုင်ငံကိုတည်ဆောင်သွားခြင်းဟာကျွန်တော်တို့ယုံကြည်အတွက်ကြီးမားသောအရာပဲလို့ကျွန်တော်နားလည်ရတယ်ပေါ့နော်ဒါနဲ့ခုကျတော့ကေပေါ်လေမေတိနေကဲဂျစ်စစ်တယ်နေမရဏလည်းပဲနော်ပွဲတော့ပွဲအဟူကားတိထွာလဲနာဆိုတော့တပူတဘာအဟူကားတိထွာနော်မရဏလည်းပေါ်လဲမွတ်စလင်ဘိုးတွေလည်းနာတော့ပေါ်လဲဂျူဒိုင်ဇင်ဘိုးတွေလည်းနာတော့နော်တင်ပြီးသွားရင်ပြန်ထားရမယ်ဆိုတာကိုဒါတော့ဘာသာတရားချုပ်အကြီးတွေမှာလည်းယုံထားတယ်ဆိုတာကိုလည်းကျွန်တော်တို့ငင်းပယ်လို့မရဘူးပေါ့နော်။မောင်မလဲဆိုတော့တနော်နော်တဘူတဘဖာတို့အပူညာဦးနေတနော်နော်ဟောကိုစာတိတဖာနေတဲဖားတွေကအဝဲလည်းမူတင်နေကပါဂျစ်စစ်တယ်နော်။အဲ့တော့နောက်ထိလေဒါတမိုင်းကြောင်းလေးတွေရှိတယ်ဆိုတဲ့အရာပုံမှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခေါပလက်တာကြီးလည်းတထုထုံနေမဖြစ်နိုင်ဘူးဒါရတော့မဟုတ်နိုင်ဘူးဆိုတဲ့တန်တရားတော့ယုံကြည်သူဖျားသားသမီးကကျမ်းစာပြောတဲ့အတိုင်းပဲတတ်ပြီးတော့လို့တူပါနော်မယုံစရာခုနတန်တရားဖြစ်เสียအကြောင်းမရှိပါဘူးလို့နော်ဒါကြောင့်မလို့ဒီနေ့တကလို့ဟန်လက်တာထွတ်တော်ချီဆောင်ခြင်းမလာခင်မှာဘာကတဲ့ကတော့ပတလေတောက်ခိခေါ်ခဲ့တာလောဒီလောဆက်လောအကားတိုင်းကေရှုလောက်ထားပေးတဲ့ spiritual redemption နော်တောက်ခိခေါ်ခဲ့ဒီဝိညာဉ်ရေးဟာရွေးနှုတ်ကြတဲ့ခြင်းကညညဖို့တော့ညညဖို့တော့လွယ်လေးပဲကဲပေါ်လဲတူလို့တော့နာကျန်စာလည်းဘာမှမလုပ်ခိုင်းဘူးနော်ဒီစစလေးတမကောမခေပေါ်ဒူအာဘာကဲပေါ်လဲစုကေနာကီခရစ်ကဲဖာတဲ့ဒီလေ by grace by faith through grace နော်ဘာလို့လဲ
W တာဖို့တော့တာနာဖို့ခွန်နေဘလို့နေပါတောက်ခေခေါ်ကြီးလို့နော်ဒါဒီကုန်းတဲ့တောက်ခေခေါ်ကြီးနေတမီလဲမကဲတော့တာဟေကနေဆိုရဲစုမဟုတ်ဘူးပေါ့နော်ကွန်မလေးတောက်ခေခေါ်ကြီး eternal life နေမေတာရွာတာဟေ give လို့နော်ဒါကြောင့်လို့ဒီနေ့ခရစ်ယာန်လောကထဲမှာရှုပ်သွားတာကခြာရတဲ့တမှုထူးယူနေပပမောင်းဝါလောက်ရမဲ့အရာနဲ့သွားပြီးတော့တွေးမိသွားတယ်ပေါ့နော်လောက်ရမယ့်အရာကမကဲတော့တာဟေကနေဆိုစုနဲ့သွားမှာလား salvation is not price နော်ဟိုကယ်တင်ကြီးဆိုတာစုမဟုတ်ဘူး salvation is only give ကယ်တင်ကြီးဆိုတာလက်ဆောင်ဆိုတော့ the meaning of present the meaning of give ကဲပေါ်လဲတူလို့နေနာတော့တူလို့နေလေးနေယုံမလို့လက်ခံလိုက်တာနဲ့ရသွားရိုးရိုးလေးပဲဒါပေမဲ့ခရစ်ယာန်လောကထဲမှာဒါနည်းနည်းရှုပ်နော်ဒါနဲ့တော့ခေကုန်နေပပမောင်းဝါပကလေးတူတောက်ခေကုန်ကေပကလေးတူမှုခုပေါ်မှုပကတို့နေပါတပုတ္တဖို့ကိုနေပပမောင်းဝါလောက်ရမှာနဲ့သွားမှာနေလောက်တော့လောက်ရမှာနော်ပထမနေပပဂူဂလစမာတဲ့တပါနေပကတို့နေပါမကဲတော့ price ပေါ့နော်ဆူရဖို့အတွက်ကိုကျွန်တော်ကြိုးစားရမှာနော်မောင်မှုခတ်တာပတို့နေပါတပုတ္တဖို့ give လက်ဆောင်ဆိုတဲ့တမှုထူးယူကိုယေရှုခရစ်တော်ကိုယုံကြည်လက်ခံရတယ်ရတာဒါအဆုနဲ့လက်ဆောင်ကိုရှင်းသွားပြီးရင်ယုံကြည်သူတရားအသက်တာမှာကောပလဲနောတတာခေခေါ်ခေ spiritual redemption နေကြက်တော့မီလို့စိတ်ကျဉ်နဲ့ဆရာကောင်းပါတယ်နော်ဒါကြောင့်မလို့ဒါလေးတွေကိုပြင်နွေးခြင်းဖြစ်ပါတယ်နော်ဒါကြောင့်မလို့ပြန်သွားမယ်ချီဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့သခင်များကြွကြွမယ်ကောင်းကင်တမန်မင်းတက်ပြီးဘုရားသခင်တဘုံမောင်းလိုက်တာနဲ့မျက်စိတမိတ်လက်တစ်ပြက်အတွင်းမှာပဲအခုနပြောသွားပြီးခဏနာပဲပြန်လိုက်မမေ့သွားမှာဆိုလို့နော်ဟိုတင်းငင်းထဲမှာအိပ်ပျော်တော်သူတွေအရင်ထပြီးတော့အသက်ရှင်ကျွန်တော်တို့ပြန်ပြောင်းပသွားမယ်ဆိုတဲ့ဒီဖြစ်ရကြီးကခင်ရှုကိုယ်တိုင်အော်ခြင်းမရှိနဲ့ဒါတွေငါပြောသွားပြီးနော်တင်းငင်းထဲမှာရှိတော်သူတို့ဒီသားတော်အစဉ်ကိုကြားဖတ်မြောက်သောကာလရောက်မယ်ဒါကြောင့်မလို့ဒီနေရာမှာကျမ်းစာလေးကပြောလဲဆိုတော့သားတော်ရဲ့အစဉ်ကိုကြားတော်သူကဲပေါ်လဲနာဟုတော့နာပဲဖုကဆိုင်ရှုခရအကလူဆိုတော့သားတော်သခင်ရှုရဲ့အသံကိုကျွမ်းဝင်တော်သူတွေတက်တာမှာဘာမှပူစရာမလိုဘူးဘယ်သူကသားတော်ရဲ့အသံကိုကျွမ်းဝင်ထားလဲဆိုတော့ကေပေါ်လဲတို့နေပါခရစ်တော်ရဲ့ဝိညာဉ်ကိုရတော်သူတွေကဒီခရစ်တော်ရဲ့အသံကိုကျွမ်းဝင်သွားပြီနော်မင်းတို့ကလည်းပူတရာရှိန်ပေါ့နော်ဦးသားတော်တက်ဖလာပြီသားတော်ရဲ့အသံကိုကြားမယ်ငါတို့ဒီငါအသံကိုကြားရင်ငါနောက်ကိုလိုက်တယ်ထို့သောကိုငါသိတယ်ထို့သောကလည်းငါ့ကိုသိတယ်တာတင်ညာနေခိခေါ်ရပါ two way system deep knowing Christ နော်တာတင်ညာခရစ်လောဒီလောဆက်ဘုံလက်တာတင်ညာလောဒီလောဆက်နေပတင်ညာခရစ်လက်တော်โอเคခေါ်ကေပွားပြီးတော့ခရစ်တင်ညာဘွားအခုပညောနေတာရေးလိုပါထွဲအိုကိုတာဒီကုန်းနေလီယောဟာအဆက်ဖတ်တို့တစီနွေးဆက်ဖို့သင်းနေနော်ယွန်ကန်ကြီးဆက်ခွန်အပိုက်ငယ်3နော်ရေတော့ပါဖတ်တဲ့ဆက်ဘူးနော်ရှင်ရခရစ်ဝင်ကျမ်းခန်းကြီးဆက်ခွန်အငယ်3နော်ယွန်ကန်ကြီးဆက်ခွန်ငယ်3နော်ပပလာတော့တမှုထူယူနေမေတ္တာတင်ညာနာယောနန္ဒတော်ဟောတော့ယေရှုခရစ်လည်းနမဲလောအောနေလောနော်ဒီဆိုစစ်ပပလာနေတေအမှုတို့မလားနော်လောတမီးတို့မလားတမှုတမီးတို့မနော်အဝဲတော့ပပလာ the meaning of eternal life နော်တမှုထူယူခေါ်ပညောနေတဲ့နော်မန်တော်တဆူဒီဖျားသခင်ကို၎င်းတဲ့စေလွတ်လိုက်တဲ့ယေရှုခရစ်ကို၎င်းသိကျွမ်းခြင်းပြီနော်ပြောကလို့ကြတော့ကြွက်ရလဲသိကျွမ်းခြင်းနော်ဒါတကူသိကျွမ်းခြင်းခေါ်ပြောနေတမီနဲ့တခေါ်ပါဟိုတစ်ဖက်ကပဲသိတာမဟုတ်ဘူးသိကျွမ်းခြင်းခေါ်ပြောနေတာတင်ညောချီခေါ်ရပါခရစ်တင်ညာဘောပတင်ညာခရစ်အကြိဒီလဲဒါရေးလို့ပါထွဲဦးတရတို့အလောလာတင်ညာရယတင်ညာတရတို့အလောလာအကြိဒီလဲပတရေးလို့ပါထွဲဦးနော်ပတရေးလို့ပါထွဲမိတို့နေယမိထီလဲအဝဲလဲအခလဲနေ
ရကထဲလဲဒီပုတ်ကောဘာတူလဲဒါရဲလို့ဘာထွေးမိတို့တရာစတော်တွေဆိုလဲဘာတူလဲနော်ပယောဘောကညောပတဲ့ဒိုးပေါ့နော်တော့နိတိကျွင်းကြီးဆိုတဲ့အဓိပ္ပာယ်ကမဲကတော့တော့တမှုအထူးယူနေမေတ္တာတိညာနာယောဟန်နိုတကားခေါ်တော့ယေရှုခရစ်လဲနမဲလောအောနေလောဘောကညောကလောကြတော့တဲရတာတိညာဒီဘုပတိညာယေရှုရဲ့တိညာဒီဆိုစီတဲပေါ်တဲပတိညာပါစရောမဲကတော့ယူအားနေတာတိညာလောဒီလောဆက်ပမာလိုကြတော့ကတော့တိကျွင်းချင်း deep knowing Christ နဲ့ရှင်းရှင်းကိုသိတယ်နော်တာတင်ညာတစ်ခေါ်ပါတမေတာတင်ညာလဲပေါ်တဲတမေနော်တာနေအခေါ်ပြောနေတာမူထူးယူလို့နော်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာခရစ်တော်ကိုသိကျွမ်းခရစ်တော်ကိုသိကျွမ်းပြီးတော့ခရစ်တော်ရဲ့ဝိညာဉ်ကိုရထားတယ်အခုနပြောတဲ့နော်တင်ကုတ်ကနေလောကကားထဲမှာကျွန်တော်တို့အတွက်လှုပ်ပေးတဲ့ကိစ္စနဲ့အားလုံးကိုကျွန်တော်တို့ကပိုင်ထားတဲ့အတွက်ကြောင့်တထုထော်ကမိဟဲနေစီဆောင်ခြင်းလာတဲ့အခါမှာကျွန်တော်ဘာမှပူစရာမရှိဘူးဆိုတဲ့အရာကိုချက်စားပြပြင်ပြီးတော့နားလည်ရပါတယ်နော်ဒါကြောင့်မလို့ဒီနေ့ခောက်ကွေးမှာကျွန်တော်ကြည့်တဲ့အခါမှာအသင်းတော်နဲ့ယုံကြည်သူကိုသိစေခြင်းလို့ပြောတဲ့အခါမှာမတဲ့ချစ်စီတဲ့ချစ်စီလူစပုချစ်စီတဲ့စီနေပနာကတဲ့လောနော်ဒီဆိုစီပါပလာလဲကစားခရစ်ဟေအဒိုဖို့ပေါ့နော်မတဲ့73ထဲမှာခရစ်တော်ဥပမာလေးပေးထားတယ်နော်တပည့်တော်တွေကိုစဘာမျိုးစီစိုက်သွားတယ်စဘာစိတ်တွေကျဲညဘက်မှာရန်သူကမကဲတော့တောမျိုးပင်တွေကိုကျဲသွားတယ်စဘာမင်းနဲ့တောမျိုးပင်အတူတူပေါက်နေတော့တပည့်တော်တွေလာတယ်သခင်ရှော့ကုန်ပြီစဘာမင်းနဲ့တောမျိုးပင်တွေရောကုန်ပြီရိတ်လိုက်ရမလားမရိတ်နဲ့နော်အတူတူကြီးပါစေအတူတူပေါက်ပါစေနောက်ဆုံးသောကာလမှာရိတ်လိုက်မယ်အခေါ်ပြောတယ်ခရစ်လောကထဲမှာယုံကြည်သူအစစ်ရှိနေတယ်လို့ပဲယုံကြည်သူအတုရှိပါတယ်နော်။ဘာကြောင့်လဲဆိုတော့ပမိကွာလဲတောက်ဖို့လဲဆိုဟိုးချက်ကလုံးအသင်းတော်တွေကြည့်တဲ့အခါမှာကေပေါ်လဲတူလို့ခရစ်တော်နာခရစ်နေဘာတည်းအဝဲကဘာဟီလိုအတတူလို့ယုံကြည်ကလုံးအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေခရစ်တော်ကိုယုံကြည်လက်ခံလိုက်တာနဲ့အစင်မသိရင်သူအသက်ကိုပေးရမှာ။ကောမလဲအဝဲတဲ့တာနာနေဟေဒီကအတတူလို့သူတို့ယုံကြည်မှုအတွက်သူအသက်ကိုထပ်ထားပြီးတာဒါအခုနပြောတဲ့ကနူးအသင်းတော်မှာဖိနှိပ်မှုတွေညှဉ်းပန်းမှုတွေတပ်ဖြတ်မှုတွေပေါ့နော်သူတို့ယုံကြည်ခြင်းနဲ့ပြီးမဲသွားတယ်နောက်ခရစ်တော်ကကြိုပြောထားတယ်နော်မာသဲ23မှာတော်မျိုးပင်နဲ့စဘာပင်ရောလာမယ်နော်ကော့စတင်တိုင်းအသင်းတော်တမန်ကိုကြည့်တဲ့အခါမှာခရစ်ဘာသာကနိုင်ငံတော်ဘာသာတနည်းအားဖြင့်တရားဝင်ဘာသာဖြစ်သွားတဲ့အခါမှာအဲ့မှာယုံကြည်သူအများကြီးပဲပုံစံမျိုးနဲ့ယုံကြမှာပဲနော်ခရစ်လောကလေးကိုဝင်ချလာတာအခုတည်းထိပါပဲဒါလည်းသခင်ရှုမတဲ့73မှာလည်းထပ်ပြောတဲ့ငယ်15မှာကုန်းချောင်းရေချောင်းပတ်လဲပြီးလူတယောက်ကိုဘာသာသွင်းလိုက်ရင်စတော့ငရဲသားဆိုတော့ခရစ်လောကထဲမှာဒီတောမျိုးပင်နဲ့စဘာပင်အပြင်းနဲ့အဆန်ငယ်ကတော့အတုနဲ့အစစ်ရှိနေတဲ့သဘောလေးတွေကိုကျွန်တော်နားလည်ရတဲ့အခါမှာအလုံးမပါပါဘူးဆိုတော့ကိုကျွန်တော်နားလည်ရတယ်နောက်လုကာခန်းကြီး7အငယ်34နဲ့36မှာထိုနေ့ရက်မှာတဲ့အဲ့ရထဲမှာ2ယောက်ရှိ1ယောက်ပဲပါမယ်လေထဲမှာ2ယောက်သွား1ယောက်ပဲပါမယ်ကျိတ်ဆုံ2ယောက်ကျိတ်နေ1ယောက်တည်းပါမယ်ဒါဆိုလို့ခရစ်တော်ဘာလို့အားလုံးမခေါ်တာလဲ ritual နဲ့ခေါ်တာလားနော်တမေးပါအားလုံးကိုဘုရားသခင်ဆန္ဒရှိတယ်တဲတိမတေဆက်ဖတ်လို့တဲတိတိနှစ်လေးထဲမှာတဲတိမတေဆက်ဖတ်လို့ခီးဆက်ဖတ်လူနေဆာရလိုပါပေါ်ခဲနဲ့ကတူးတူတာခွေးကော်ကတော့တတင်ရတာတော့တာလို့လူပေါင်းလို့ဒီကေရင်ကြီးကိုရောက်ပြီးတမာတယောက်သိဖို့ရဘုရားသခင်အလိုရှိဘုရားသခင်ဘက်ကတော့တန်တရားဖြစ်ဆောင်လို့လူအားလုံးကိုဖြစ်စေတယ်ဒါပေမဲ့လူအားလုံးကမဖြစ်လာဘူးအတွက်ကြောင့်ခရစ်တော်ကဥပမာပေးခဲ့တုံးမျိုးပဲစဘာမင်းရှိတယ်2ယောက်မှ1ယောက်ပဲပါသွားမယ်နော်အဲ့ဒီမဲ့တော့အဲ့ရထဲမှာ2ယောက်ဆိုတော့ဘာတည်းပမိတဲနေတော့ဘွာလည်းဖြစ်မှာတော့ပွဲသေးပါနော်စိတ်ဆုံတယောက်ကြိတ်တယ်တော့ပွဲလည်းဖြစ်မှာဒီတကုတ်လည်းဖြစ်မှာလောကထဲမှာအတိုင်းပိုင်းလဲမှာယုံကြည်သူအစစ်ယုံကြည်သူအတူရောနေတာနော်ဒါကြောင့်မလို့ဒီနေ့ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးတော့ကမလဲတာကြီးလဲတထွတ်ထော်ကြီးနေပကပါတင်ညာလော်ဒီလောဆဲနေမကေတော့တထွတ်ထော်ကြီးနေတပထွဲခဲလဲပါ
အားလုံးမပါသွားဘူးအဲ့တော့ကဲပေါ်လဲတို့နေပါခရစ်သူသားဘာကလဲခရစ်တော်ရဲ့စိတ်ဝိညာဉ်ကိုရပြီခရစ်တော်နဲ့ပတ်သက်တော်သူတွေကတော့ဒီနေ့ချီဆောင်သိမ်းဆည်းခြင်းမှာဒီနေ့တန်တရားကင်းဒီနေ့ပါသွားမယ်ဆိုတဲ့ပုံမှာတော့ပြန်လဲပြီးတော့မသိပေးလေအားပေးခြင်းပါတယ်နော်မကဲပတဲဝီလီခရစ်ရဲ့တင်ញံကုန်းမှာသွားမြုပ်တိုင်းလဲတနတော်ရထီဘူးပေါ့နော်ပတာခေါပလို့တည်ပါပေါ့နော်တနတော်တမီလဲဘာတဲပေါ်ကြီးပါနော်တနတော်အတာစင်းနီစီခေါနီစုကေနာကေခရစ်ဒုစဒုပလက်တာလဲတီကြီးလက်တော့ဖို့တတင်ညာယောဂလူသာတတင်ညာတော့မှလဲဆောရှိဆောကွယ်လဲပေါ်တခေါ်ဖို့မှုဟာမဦးလက်တော့ဖို့ကလဲလောအတာကိုနွေးစီလဲတော့မတေဒီဖိုးသေးပါရှိဖို့ခေါ်ဖို့တမတိနေပါလောလဲတပုတဘာအဟူဟာတကြီးကွယ်နီးတရာသမားတိပါဘနာဟုပတတ်တမှုကောင်းတော့ကောင်းပါတယ်ပဲနော်နောင်လည်းရသွားတာလားခရစ်တော်ကိုတကယ်ပဲနှမျောပြီးတော့အဲ့ဒီအချိန်မှာတကယ်ရသွားတာလားဒါမှမဟုတ်ခရစ်ဘာသာနဲ့တချို့မှပဲတမလို့မအဆင်ပြေမယ်လို့များထင်သွားတာလားစီညောတော့တသေးပါနော်ဒါမှလည်းသိကြတာတော့ဘယ်ပုံစံနဲ့ပဲသွားတချို့ခရစ်တော်ကိုမရမချင်းရတော့အဆင်ပြေဘူးဆိုတာကိုတော့ကျွန်တော်တို့အမှန်တန်ဖော်ပြဖို့လိုပါတယ်နော်ဒါကြောင့်မလို့ဒီနေ့ကြွလာခြင်းအဆင့်20ဆိုင်ရာမှာပထမတစ်ဆင့်ဖြစ်တော့ဒီတထထော်က rapture မှာတကယ်များကြွကြမယ်ကောက်ွက်တယ်မင်းတက်ပြီနဲ့ဘုရားသခင်တဘိုးမိုးလိုက်တာနဲ့တင်းချင်းကုန်းမှာရှိတဲ့ခရစ်အစ်စ်တွေထားတယ်လို့ပဲတင်းချင်းကုန်းမှာအခြားသောဘယ်လိုပြောမလဲခရစ်တော်ကိုမယုံတော်သူတွေနဲ့ခရစ်အတုတွေကြံခဲ့မဲ့မြင်ခွင့်ကိုလည်းမြင်ဖို့လိုသလိုလောကထဲမှာလည်းအခုနပြောတဲ့ခရစ်တော်ရဲ့ဝိညာဉ်ကိုမရဘဲနဲ့ဒီကြံခဲ့မဲ့လူရဲ့မြင်ခွင့်ကိုလည်းမြင်တတ်ဖို့လိုပါတယ်နော်ဒါဆိုလို့ရှိရင်တိမ်ဆင်းသွားတဲ့အခါမှာအများလားအနည်းလားဆိုတဲ့အခါမှာတော့ကျွန်တော်တို့ကျမ်းစာသဘောနဲ့ကြည့်တဲ့အခါမှာအနည်းစုပဲဖြစ်မှာနော်အသက်ရှင်ကြွတဲ့လောကီသားအများစုလည်းကြံခဲ့မယ်တင်းငိမ့်မှာပါလဲအများစုပဲကြံခဲ့မယ်ဆိုတဲ့ပုံမှာတော့ကျွန်တော်ဒီလိုပဲမြင်ရပါတယ်နော်တော့ခရစ်တော်ကိုမေးပါတယ်တပည့်တော်တွေနဲ့ပြိဿကကဲဒီချင်းကောင်းကင်ရောက်တဲ့လူများလားနည်းလားနော်ကျင်းသောလမ်းကိုဝင်တော်သူတွေနည်းပါတယ်နော်တကယ်ရှိပါနော်ပြောပါတယ်ဒါသူဖြစ်စေခြင်းနဲ့ဆန္ဒမဟုတ်သူကအားလုံးကိုဖြစ်စေခြင်းတာဒါပေမဲ့ကျင်းသောလမ်းဆိုတဲ့ကလဲအေးကလဲကစထဘလဲတောက်ခေခေကေတမှုချူလက်စတာဘူရောအိုနေတော့အားကားနေတဲတော့တူလို့ပါတဲတော့လဲပါတဲတော့ဟပါလူနဲ့ချင်းသုံးလမ်းကိုသိသွားကြည့်နော်ဖျားတဲ့ဘက်ကတော့ဘာမှပြစ်တင်စရာအကြောင်းမရှိဘူးဆန္ဒအကြီးကြီးပဲရှိတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအပိုင်းမှာဒီသင်္ကန်းစာအပြင်တခုဟလဲတထွတ်တော်စီဆောင်ညမလာခင်မှာမပါကြီးမှာလော်တီလော့ဆက်လေ spiritual redemption မကရောနောတတာဥခေကိုကေတာလော်တီလော့ဆက်မကရော by faith through grace ညညဖို့နော်ယုံကြည်သောအပြင်ကျေးဇူးတော်နဲ့ကယ်တင်ခြင်းရခြင်းကောင်းကျိုးချမ်းသာကကျွန်တော်အသက်တာမှာခရစ်တော်ဝိညာဉ်ကိုရသွားရင်ရသွားပြီးတဲ့အတွက်ကြောင့်ဘုဒ္ဓမူလဲတပိတ္တညာနေဆယ်လောပါနော်ဇာတိပဂရိသဘောကိုမသွားဘဲနဲ့ဝိညာဉ်ပဂရိသဘောနဲ့ကျွန်တော်နေ့စဉ်အသက်တာမှာပေါ်နေတယ်ဆိုတဲ့အရာပေါ်မှာပြန်လည်ပြီးတော့ဒီဟာကိုထပ်လောင်းပြီးတော့အားပေးခြင်းပါတယ်နော်ဒါကြောင့်မလို့ဒီနေ့ချီဆောင်နေတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကီးလေးတွေရှိပါနော်ကီးလေးတွေဘာကီးလဲဆိုတဲ့အခါမှာချီဆောင်ညက်ဘယ်တော့လဲနော်ဒါကြောင့်မလို့ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ချီဆောင်ခြင်းကတော့တကယ်ဆိုအချိန်မရွေးဖြစ်သွားနိုင်တယ်နော်ချီဆောင်ခြင်းအချိန်မရွေးဖြစ်မှာနော်ချီဆောင်ခြင်းကတော့ခုနကကျွန်တော်ပြောသွားပထမမှာကျေးဇူးတော်ကာလကိုအဲ့ဒီဘယ်ပိတ်သွားမလဲနော်အချိန်မပိတ်သွားနိုင်တယ်ရှင်ပေါလုလည်းဒီလိုပဲပြောတယ်နော်ဒါနဲ့မှ24ထဲမှာခေရှုသူတစ်ဖက်တည်းနဲ့ပြောထားတယ်တစ်ဖက်တည်းနဲ့တွေးတဲ့အခါမှာဒီနောက်ဆုံးတော့တက်ပြီးတော့သူ့တစ်ဖက်တည်းသူ့လာမြင်ဒါတွေဘယ်လိုဖြစ်မလဲနော်စခရစ်ဂျေစီဆယ်တည်းရေတည်ညာကိုမုခကလူတေတပါလက်တည်ညာထဲစားဆဲစကားတင်ညာတော့မတော့မသိဘူးငါလည်းမသိဘူးတဲ့ကောင်းကင်မှာလည်းမသိဘူးငါခမင်းတော့ပဲသိနော်အဓိပ္ပာယ်ကတော့တကယ်ရှိသူကိုယ်တိုင်ပြန်လာမဲ့ကိစ္စတွေကိုသူမသိပဲနေပါမလားနော်သူသိပါတယ်နော်အခုနပြောတဲ့ခမင်းတော်ရဲ့အစီအစဉ်ပေါ်မှာသူနာခံထားတယ်နော်ဒါမှမဟုတ်ဒီနေ့ပထမကြွလာခြင်းကလည်း
ခမင်းတော်ရဲ့စေလွတ်ခြင်းအပြင်သူကြွလာတယ်ပဲဒါထွတ်တော်နဲ့ revelation ဆိုတဲ့အစီအစဉ်ပေါ်မှာလဲခမင်းတော်ရဲ့မဟာစီမံကိန်းထဲမှာသူပြီးအောင်လုပ်အောင်သွားမှာနော်ဘုရားသခင်ကလည်းthe necessity ထဲမှာသူ့ authority ဟေဒါခွတ်တရားလက်စုပ်လဲစစ်စစ်တော့သူ့လက်ထက်အကုန်အပ်ထားတယ်နော်အမသူစိုင်းနေတွေတော့ပေးထားတယ်ဒါတွေဖြစ်မယ်နော်ဗတိချကတက်လို့တချင်းတွေလည်းရှိပါတယ်နော်ရှင်ဘောလို့တော့ဘယ်လိုပြောထားလဲဆိုတော့တဲသစ္စလင်းနေစဖတ်လို့ရေးမှာဒါတခိုးကဲသူပြင်လာမယ်တခိုးဆိုတဲ့အဓိပ္ပာယ်ကတော့ကြုံမပြောဘူးဒီညတော့မင်းငါလာခိုးမယ်တာပလာနေတဲဆူနာပါတနညာကြီးစီချိနိုင်ရကဲခုနရှိတဲ့ပါနော်ကြုံမပြောတိတိကျမပြောဟောတော့တခိုးကဲတော့လာမယ်ဆိုတော့အချိန်မင်းလာသွားနိုင်ကိုမကပါဖြစ်လေစောင့်နေရမယ်ဆိုတော့ ready ကိုဘုရားသခင်ကကျွန်တော်တို့ကိုပြင်ဆင်စီဖို့လိုအပ်ချက်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ပြန်ပြီးတော့နားလည်ရပါတယ်ဒါကြောင့်မလို့ဒါဒီခုတော့တွတ်တော်ကိနေအချိန်မီဖြစ်သွားနိုင်တယ်နော်ဒီညလည်းဖြစ်နိုင်တာပဲတမီးစားကလည်းဖြစ်သွားနိုင်တာပဲနောက်ထပ်10နှစ်လားနောက်ထပ်15နှစ်လားနောက်ထပ်30လားအချိန်မီဖြစ်သွားနိုင်တာပဲ anytime အလောဝဲလဲဘာဥကတဲ့ကတော့တာလဲ ready we are ready for rapture we are ready for the tutor နော်ချစ်ဆောင်ခြင်းတို့သိစင်းခြင်းတွေကျွန်တော်ကအရှင်သစ်ကိုဖြစ်နေရနော်အရှင်သစ်ကတော့ရိုးရိုးလေးပါပဲခုနကပြောင်းပြောတဲ့ကခရစ်တော်ဝိညာဉ်ရထားပြီးသွားခရစ်နေ့စဉ်အသက်တာထဲမှာဘယ်မှတုံသင်စရာတိတ်အကျင့်ပေးစရာမလိုဘူးဝိညာဉ်တော့တစ်စိတ်ခက်တယ်ဝိညာဉ်တော့ guide လုပ်အဲ့လိုပြောလိုက်လို့လေဘယ်သူမှအကျင့်ပေးစရာမလိုဘူးဘယ်သူမှတုံသင်စရာမလိုဘူးကျမ်းစာပတ်စဆူတောင်းတော့ဘုရားကြောင့်တက်စရာမလိုလို့တတဲတိနေမှာအဲ့ဒါနဲ့ဝိညာဉ်ကြီးအမြဲတမ်းဖွင့်ပြကြည့်ထားဖို့တော့အဲ့ဒါတွေကတော့ခံယူရမယ်လိုက်ရှာရမယ်သွားနေရမှာပဲနော်ဘယ်တော့တဲ့အတူနေအရှင်သောဝိညာဉ်တော်ကကိုယ် guide လုပ်ထားတဲ့အတွက်ကြောင့်ဒီဟာတွေကဝါမဲစုရောတမေကိုဘုရားသခင်ချစ်ခြင်းကျမ်းစာဖတ်ခြင်းဆွတောင်းခြင်းခရစ်နေ့စဉ်သက်တော်မှာတမန်တတိရှိခြင်းတွေကဝိညာဉ်တော်ကကျွန်တော်တို့တူတယောက်ချင်းတင်းတက်ဖွဲ့ခြင်းစီကိုဒီနေ့လှုပ်ဆော်ပေးနေတယ်ဆိုတဲ့အရာကိုတော့ကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့ခရစ်နေ့စဉ်သက်တာကိုအဲ့ဒါလေးနဲ့မိမောက်ထုတ်ပေးခြင်းပါတယ်ဒါ who drive your life မိကုန်းတစ်ခုကဒါကြောင့်မူနေတယ်မလားမူနာလေနော် who drive your church အဖြစ်ကတော့ Holy Spirit drive our church Holy Spirit drive my life Holy Spirit drive my family နော်ဒါကြောင့်မူနေမိတာတမှုဆိုရွာတမှုဆိုဆွဲပွားနေလို့ပွားနေလားနော်ဘုရားသခင်ဝိညာဉ်တော်ကကျွန်တော်တို့ကိုခရစ်နေ့စဉ်အသက်တာပြည်ပြင်စေဖို့ရမောင်းနေနေတယ်ဆိုတဲ့အရာပေါ်မှာပြန်လည်ပြီးတော့သိကြစီချင်ပါတယ်เนาะဒါကြောင့်မလို့ဒီနေ့ချီဆောင်ရနေ့ရက်ကဘယ်တော့လဲဆိုတာကိုတော့ခီးလေးတွေတော့ရှိပါတယ်เนาะဒီအရာတွေပေါ်မှာကျွန်တော်မျိုးနဲ့တောင်းတလေဒီပထမကြွလာခြင်းဆိုတဲ့ဝိညာဉ်ရရွေးနှုတ်ကြရင်ကိုပိုက်ထားရင်ညမကြမဲ့ rapture ဆိုတဲ့တထွတ်တော်ကြီးချီဆောင်ခြင်းပုံမှာတန်တရားကင်းနဲ့ကျွန်တော်တို့စိတ်ဝိညာဉ်ကပေါ့ပါပါနဲ့ရှင်ဘောလို့ပြောတဲ့အတိုင်းပဲယခုခံရတော့ဒုက္ခဆင်းရဲကိုပမာဏမပြုထားတာလည်းကေပုံမှုတဆုတလို့ဘူးနေပတိကွာပပကွာဆမဲတဲ့တဖာတနာတပေါ်တာခောက်တာခဲဘယ်တော့ပတေပလာလေ political crisis economic crisis family crisis mission crisis အကြီးလို့ပေါ့နော်အဲ့ crisis တဲမှာတဲ့ပြောကြမရှိပါဘူးနော်အလုံးဝဲလဲငါတို့အပေါ်ထွန်းလက်တဲ့တော့ဘုံကိုထောက်ပြီးတော့တဲ့ဒီရတဲ့ပုံမှာယုံကြည်သူတွေကပျော်ပြီးတော့ကျင့်နေဖို့ပဲဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့အားပေးချင်ပါတယ်ဒါကြောင့်မလို့ဒီနေ့မနေ့ပိုင်းသင်ခန်းစာအတွက်ကတော့မက်ကရရကွာလက်တိုင်တီပင်ကြောင်းနေခွင်းနာတွေတူစစ်တနာတွေနော်ကဲစစ်တနာတွေမိနစ်ချီစီးပြီးနော်ရစတော်လဲမက်ကခွင်းနဲ့တခေါ်ဆိုတော့နော်မတည်တည်ချင်းနာလက်ချပေါ့နော်ဘွဲထော်တော့ပေါ့နော်ဒါကြောင့်မလို့ဒီသင်ခန်းစာလေးကိုဒီနေ့မနေ့မှာဒါလေးနဲ့ဏိကုံးချုပ်ရှင်ပါတယ်เนาะအချိန်မြေးထွတ်တော်ကေဒီအနိဋအချိန်မြေးဖြစ်သွားနိုင်တဲ့အတွက်ကြောင့်အလောပဲလဲ we should be ready for rapture ပေါ့เนาะကျွန်တော်တို့ဒီချစ်ဆောင်ရာအတွက်ကိုကျွန်တော်အစဉ်တည်းဖြစ်နေဖို့ပဲရှိတယ်ဆိုတဲ့အရာကိုပြန်လည်ပြီးတော့အားပေးခြင်းပါတယ်ပေါ့เนาะဒါမျိုးကိုလေနောက်ပိုင်းကျန်တဲ့အချိန်တိုင်းကိုအချိန်လေးကိုရေတော့ဟေတခွတ်တာရစုဘဝတော့ပေါ်ပြီးတော့စုဘူးမြေအဲ့တော့တင်ညာအထောမိတမေမတတိမိအဲ့တော့မလဲပွဲတော်ဒီဆိုတော့နော်ချိန်တိုင်းကိုမကဲတော့အကြီးအစုဘာပဲလို့ဆိုတော့စုဘူးနေလောနော်